အားလုံးပဲမင်္ဂလာပါရှင်ဆက်ဆိုင်ဘူရှောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ခြေရက်ပချာဖို့လေးတအုပ်ကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်ခြေရက်ပချာဖို့ဆိုတဲ့အတိုင်းစာသားလေးတွေကယူရှင်းပြီးနေမယ်ပုံလလလေးတွေကိုအဓိကထားပြီးတရုပ်ဖော်လာပါတယ်ရှင်ဒီလိုစာအုပ်လေးတွေကကလေးငယ်တွေကြားမှာရောလူကြီးတွေကြားမှာပါအရန်ခစ်စားပြီးချစ်စရာကောင်းတဲ့ရုပ်ပြစာအုပ်လေးတွေပဲဖြစ်ပါတယ်ရှင်အခုဖတ်ပြမယ့်စာအုပ်လေးရဲ့တိုင်တယ်လေးကတော့The Way Back Home ဖြစ်ပါတယ်ရှင်။ကဲအဲ့ဆိုရင်ဒီစာအုပ်လေးကိုစတင်ဖတ်ပြရမှာဖြစ်ပါတယ်ရှင်။ Once there was a boy. တစ်ချိန်တော့ကကောင်လေးတစ်ယောက်ရှိခဲ့တယ်။ And one day he was putting his things back in the cupboard. He found an aeroplane. တနေ့မှာတော့သူကသူ့ပစ္စည်းတွေကိုဘီဒူထဲမှာသိမ်းနေတော့လေယာဉ်တစ်စီးကိုရှာတွေ့ခဲ့တယ်။ He didn't remember leaving it in there. သူကတော့လေယာဉ်ကိုအဲ့နေရာမှာသိမ်းထားမှမမှတ်မိဘူး But he thought he would take it out for a go right away. ဒါပေမဲ့ချက်ချင်းအဲ့လေယာဉ်ကိုခဏစီးကြည့်ဖို့တွေးလိုက်တယ် The plane lifted off the ground and up into the sky. လေယာဉ်လေးကမြေပြင်ကနေကောင်းကင်ဘော်ကိုပြန်တက်လာတယ်Higher and higher and higher. မြင့်တဲ့မြင့်ရင်မြင့်လာတာပေါ့ Suddenly, the plane spluttered. ရုတ်တရက်ဆိုလိုပဲလေယာဉ်ကနေစူညံတဲ့နေထွက်လာတယ် It had run out of petrol. အဲ့လေယာဉ်ကစီကုန်သွားတာ Now the boy was stuck on the moon.ခုတော့ကောင်လေးကလပေါ်မှာပိတ်မိနေပြီ What was he to do? သူဘာလုပ်နိုင်တော့မှလဲ He was all alone and afraid. သူမှတယောက်တည်းကြောက်နေရတာပေါ့ Soon his torch began to go out. တိတ်မကြခင်မှာပဲသူ့ရဲ့လက်နေသမီးကလည်းအားကုန်သွားတော့တာရဲ့ Up in the space, someone else was in trouble too.အဲ့အချိန်အာကာသရဲ့တနေရာမှာလည်းတစုံတစ်ယောက်ကဒုက္ခရောက်နေတယ် His engine had broken down သူ့ရဲ့ဆက်ကပြတ်သွားတာကြောင့်ပေါ့ And steering the ship towards a flicker of light သူကသူ့ရင်ကိုမိတ်တုံလင်းနေတဲ့နေရာစီကိုထိန်ချောင်းဥတီလိုက်ရင် He landed on the moon with a bumpဝုန်းကနေအတန်မြည်အောင်လာဖို့ကိုအရှိန်နဲ့စောင့်ပြီးဆင်းသက်နိုင်ခဲ့တယ် Both the boy and the Martin could hear noises in the dark and both feared the worst. ကောင်လေးရော Martin ရောအမောင်တဲကအဆူညံတဲ့ကြားလိုက်ရတဲ့အခါမှာတော့နှစ်ယောက်စလုံးအယမ်းကိုကြောက်လန့်သွားတာပေါ့ But as their eyes got used to the darkဒါပေမဲ့သူတို့မျက်လုံးတွေအမောင်ထဲမှာနေသားကျလာတဲ့အချိန်မှာ They both realized they would met someone else in trouble. သူတို့နောက်ထပ်ပြဿနာကိုစီဖြစ်နေတဲ့သူကိုတွေ့ရတော့မယ်ဆိုတာနားလည်သွားကြတယ် They weren't alone anymore. သူတို့ကတယောက်တည်းအတီးကျန်နေတော့မှမဟုတ်ဘူး The boy showed the Martin his empty petrol tank.And the Martin showed the boy his broken engine. ကောင်လေးက Martin ကိုသူ့ရဲ့စီကုန်နေတဲ့စီတိုင်ကြီးကိုပြလိုက်ပြီး Martin ကသူ့ရဲ့ပျက်စီးနေတဲ့ဆက်ကိုပြန်ပြလိုက်တယ် Together they thought of ways to fix their machine and how to get them both back home. သူတို့ရဲ့ဆက်ပစ္စည်းလေးတွေကိုဘယ်လိုပြန်ပြင်ရမလဲဆိုတာကိုအိမ်ဘလို့ပြန်ကြရမလဲဆိုတာကိုအတူတူတွေးတော့တိုင်ပင်ခဲ့ကြတယ် The boy jumped down to the earth to get the things they were needed ကောင်လေးကကဘာပေါ်ကိုသူတို့လိုအပ်တဲ့ပစ္စည်းတွေသွားယူဖို့ခုန်ချခဲ့တယ် Right down into the sea ပင်လယ်ထဲကို and swam towards home ပြီးတော့အိမ်ကိုကူးခတ်သွားခဲ့တာ But by the time he got there, the boy was so tired out, so he sat in the favorite chair just to catch his breath. ဒါပေမဲ့အိမ်ကိုရောက်တာနဲ့ကောင်လေးကပင်ပန်းလွန်းလို့သူရမ်းကြိုက်တဲ့ထိုင်ကုန်လေးမှာ
ထိုင်လိုက်တော့တယ် His favorite program was just starting, so he settled down to watch. သူအကြိုက်ဆုံး TV program ကလည်းစလာနေတာနဲ့ကြုံတော့သူလည်းကြည့်ဖို့တတိချာချာလေးထိုင်ချလိုက်တော့တယ် Suddenly, he remembered what he should be doing and rushed off to the cupboard to get what he needed. ရုတ်တလက်ဆိုသလိုပဲသူလောက်ရမှာတွေကိုပြန်မှတ်မိပြီးဗီဒီယိုစီကိုအပြေးသွားပြီးလိုအပ်တာတွေကိုယူလိုက်တော့တယ် He ran outside and shouted, but there was no reply. He couldn't be heard. သူကအပြင်ကိုထွက်ပြီးအော်ပြောလိုက်ပေမဲ့သူ့အတန်ကိုဘယ်သူကမှမကြားရတော့ဘူးဘယ်သူကမှအကြောင်းမပြန်ဘူးပေါ့ The boy climbed to the higher ground and called again and waited. ကောင်လေးကတောင်ကုန်းအမြင့်ပေါ်ကိုတက်ပြီးထပ်ပြီးအော်ခေါ်လိုက်ပေမဲ့ This time a rope was lowered. ဒီတစ်ခါမှာတော့ကြိုးတစ်ချောင်းကနှိပ်ဆင်းလာတယ် The boy began to climb and the Martin began to pull. And soon the boy was back on the moon. ကောင်လေးကလည်းစတက်ခဲ့ပြီး Martin ကလည်းစပြီးဆွဲခဲ့တာပေါ့တိတ်မကြခင်မှာပဲကောင်လေးကလပေါ်ကိုပြန်ရောက်ခဲ့တာပေါ့ The boy fixed up the Martin's engine with the right spanner and the Martin filled the boy's petrol tank. ကောင်လေးက Martin ရဲ့ engine ကိုပြန်ပြင်ပေးပြီး Martin လေးကတော့စီတိုင်ကြီးကိုစီဖြည့်ပေးခဲ့တယ် They said goodbye and thanked each other for their help. သူတို့ကအချင်းချင်းပြန်လည်ကူညီပေးခဲ့တာမဟုတ်လို့ကျေးဇူးတင်ကြပြီးနှုတ်ဆက်လိုက်ကြတာပေါ့ They wonder if they'll ever meet again. သူတို့တွေကပြန်ဆုံနိုင်ကြမလားလို့တွေးနေခဲ့တယ် After a long night, they were both finally off the moon. ညတာရှည်ကုံဆုံးသွားတဲ့အခါမှာတော့သူတို့ကလပေါ်ကနေထွက်ခါလာခဲ့ကြတယ် The boy went one way and the Martin went another, both on the way back home. ကောင်လေးကလမ်းတလန် Martin ကလမ်းတလန်ကိုစီအိမ်ပြန်လမ်းတွေကိုပေါ့စာမျက်နှာလေးရဲ့နောက်ဆုံးအပိုင်းမှာတော့ပါဆယ်လေးတစ်ထုပ်သူ့ကောင်လေးစီရောက်လာတာပေါ့အဲ့ပါဆယ်ထုပ်လေးကိုဖွင့်လိုက်တဲ့အခါဆက်ပစ္စည်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ဘာမှမသိသလိုအဲ့ပစ္စည်းလေးကိုထားပြီးအဝေးကိုထွက်သွားတဲ့အချိန်အဲ့ပစ္စည်းလေးက Hello Hello ဆိုတဲ့အတန်ထွက်လာတာပေါ့။ကောင်လေးနဲ့ Martin လေးပြန်ဆုံနိုင်ဦးမလားဆိုတာကစာဖတ်သူရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်တန်းနဲ့ပဲသက်ဆိုင်ပါတော့တယ်ရှင်။တငယ်ချင်းတွေကြားကတန်ရောစင်ယုံကြည်မှုနဲ့အခက်ခဲကြုံလာတဲ့အခါတယောက်ကိုတယောက်ကူညီရင်အောင်မြင်နိုင်တယ်ဆိုတာကိုဒီစာအုပ်လေးကဖတ်ရင်းနဲ့အသိပညာရစေပါလေရှင်။ကလေးတွေကိုပုံမြင်ပြောပြဖို့ဒါမှမဟုတ်ကလေးငယ်တွေကိုယ်တိုင်ဖတ်ဖို့သမီးတို့ page ဆက်အဆက်ဘူးရှော့မှာလာရောက်ဝယ်ယူအားပေးနိုင်ပါလေရှင်။ဒီအထိကြည့်ရှုပေးတဲ့သူတွေကိုအရန်ကျေးဇူးတင်ပါတယ်ရှင်။ Bye bye